မင်းကလေးတယောက်ဟာသူမရဲ့အတန်းဖော်ဟောင်းပြန်လည်စုံစည်းပွဲပါတီကိုတက်ရောက်ဖို့ရောက်လာခဲ့ပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့၄နှစ်ကအကြောင်းပြချက်မရှိဘဲရုတ်တရက်ပြောက်ကွယ်သွားခဲ့တဲ့သူမရဲ့ဦးဆုံးချစ်ဦးကလည်းအဲ့ဒီပါတီပွဲကိုရောက်နေတာမြင်လိုက်ရတဲ့အခါသူမအကြီးအကျယ်ဆုံးသွားခဲ့ရတယ်သူတို့နှစ်ယောက်အကြည့်ချင်းဆုံမိတဲ့အခါအတိတ်ကအမတ်တရားဟောင်းတွေထဲမှာမျောပါသွားခဲ့ကြပါတော့တယ်တကယ်တော့လွန်ခဲ့တဲ့၄နှစ်ကသူတို့နှစ်ယောက်ဟာတခြားသူတွေကိုမလက်ထပ်ပဲတစ်သက်လုံးအတူတူလက်တွဲသွားပါမယ်လို့ကတိသစ္စာပြုခဲ့ကြတာပါဒါပေမဲ့မကြခင်မှာပဲသူမရဲ့အချစ်ဦးဟာသူမကွယ်ရာမှာချမ်းသာတဲ့မင်းကလေးတယောက်နဲ့တိတ်တဆိတ်ဆစ်ဆက်ထားတယ်ဆိုတာကိုသိသွားခဲ့ရတယ်ဒေါသတွေရင်ခွဲမှုတွေနဲ့အတူနောက်ဆုံးမှာတော့သူ့ဘဝထဲကနေအပြီးတိုင်ထွက်ခွာသွားတာကသာအကောင်းဆုံးပဲလို့သူမှဆုံးဖြတ်ခဲ့ပါတယ်ဒီပြန်လည်ဆုံစည်းပွဲကိုမလာခင်ကတည်းကအဲ့ဒီ CEO ရောက်မလာဘူးဆိုတာကိုမင်းကလေးကတေချာအောင်စုံစမ်းခဲ့တာပါဒါပေမဲ့ကံကြမ္မာကတော့တခြားစီဖန်တီးခဲ့ပါတယ် CEO ကရောက်လာရုံနဲ့မကပဲလူအုပ်ကြီးတွေကနေသူမကိုချက်ချင်းမှတ်မိသွားပြီးသူမစီကိုတန်တန်မတ်မတ်လျှောက်လာခဲ့ပါတယ်မင်းကလေးကတော့ရင်ထဲမှာထိတ်လက်တုံလို့သွားပေမဲ့အဲ့ဒီအချိန်မှာဘာမှမပြောနိုင်ခဲ့ပါဘူး CEO ကသူမရဲ့ဘေးနားမှာလာထိုင်တဲ့အခါမင်းကလေးကတွေးရတဲ့လေတံနဲ့ရှင်ကဘာတူလဲကျမရှင်ကိုလုံးဝမသိဘူးလို့ပြောပြီးထွက်သွားဖို့ပြင်ပါတယ်ဒါပေမဲ့ CEO ကသူမရဲ့လက်ကိုအတင်းဆွဲထားပြီးပြေးမသွားပါဘူးဒါကိုမြင်တော့မင်းကလေးကအကြီးကျယ်ဒေါသထွက်သွားပေမဲ့ဘာမှမပြောရသေးခင်မှာတင်တခြားမင်းကလေးတစ်ယောက်က CEO ကရောက်လာပြီးလာရောက်ဘလူးပလဲလုပ်ပါတော့တယ်ဒါပေမဲ့ CEO ကတော့သူမကိုလုံးဝစိတ်မဝင်စားပါဘူးအဲ့ဒီမင်းကလေးရှက်ကိုရှက်ကန်းနဲ့မျက်နှာပြတ်သွားတဲ့အထိကိုသူကလစ်လူရှုပစ်လိုက်တာပါဒါကိုဘေးကကြည့်ပြီးမင်းကလေးကခိုးပြုံးလိုက်မိပေမဲ့ CEO ကသူမကိုစိုက်ကြည့်နေမှတတိထားမိသွားတဲ့အတွက်အိမ်သားတွေကိုချက်ချင်းထွက်ပြေးသွားခဲ့ပါတော့တယ်သူမဟာအိမ်သားတွေကနေသူမရဲ့တငယ်ချင်းအရင်စီဖုန်းဆက်ပြီးငါဒီလောက်ကွက်ကြစီစဉ်ထားတာတော့အဲ့ဒီလူကငါ့ကိုအမိအရလိုက်ရှာတွေ့သွားပြန်ပြီနင်အခုချက်ချင်းအမြန်လာပြီးငါ့ကိုဒီနေရာကနေခေါ်ထုတ်သွားပေးပါတော့လို့အသေးအတန်ပြောပါတော့တယ်ဒါပေမဲ့အဲ့ဒီ CEO ကအိမ်သားအထိပါနောက်ကနေထက်ချက်မကွာလိုက်လာခဲ့ပါတယ်ဒါကိုမြင်တော့မင်းကလေးကဒေါသအကြီးနဲ့ကျမရှင်ကိုမသိဘူးလို့ပြောပြီးထွက်သွားဖို့လုပ်ပြန်ပါတယ်ဒါပေမဲ့ CEO ကသူမရဲ့လက်ကိုဒုတိယအကြိမ်ထပ်ဆွဲပြီးသူမအနာကိုတိုးကပ်လာခဲ့ပြန်တယ်ဒါနဲ့မင်းကလေးကသူ့ကိုအားနဲ့တွန်းပစ်လိုက်ပြီးပြတ်သားတဲ့လေတံနဲ့တိုးတွေလမ်းခွဲပြီးသွားပြီးရှင့်အတိုင်းတာနဲ့ရှင်နေပါလို့တတိပေးလိုက်ပါတယ် CEO ကတခုခုရှင်းပြဖို့လုပ်ပေမဲ့မင်းကလေးကနားမထောင်ပဲကျမကရှင်းနေမတန်ပါဘူးလို့ပြောပြီးချက်ချင်းထွက်လာခဲ့ပါတော့တယ်ဒီတစ်ခါတော့သူနောက်ကလိုက်မလာတော့ဘူးလို့သူမထင်နေပေမဲ့ CEO ကတော့ဇွဲကောင်းလုံးပြီးသူမကိုဒီတိုင်းလွယ်လွယ်နဲ့လှုပ်ပေးမဲ့ပုံမရှိပါဘူးသူကဖိတ်စာတစ်ဆောင်ကိုကမ်းပေးရင်ဒီညငါအိမ်ကိုလာခဲ့ပါငါရဲ့အကြောင်းတစ်လေးကနောက်ပြန်စားထိုးပြတတ်လို့ဆိုပြီးထူးဆန်းတဲ့အကြောင်းပြချက်နဲ့ရှွတ်နောက်ဖိတ်ခေါ်လိုက်ပါသေးတယ်ဒီစကားကိုကြားတော့မင်းကလေးကဒေါသထွက်သွားပေမဲ့ကံကောင်းစွာနဲ့ပဲအဲ့ဒီအချိန်မှာသူမရဲ့ဖုန်းမိလာခဲ့ပါတယ်ဖုန်းခေါ်တဲ့သူကတကယ်တော့သူမရဲ့တငယ်ချင်းဖြစ်ပေမဲ့ CEO ကသူမကိုလက်လျှော့သွားစေဖို့အတွက်လေးယောက်ျားနဲ့ဖုန်းပြောနေတဲ့အယောက်မင်းကလေးကဟန်ဆောင်ပါတော့တယ်ဒါပေမဲ့ CEO ကတော့သူမကိုရုတ်တရက်အနောက်ကနေတိုင်းဖက်လိုက်ပြီးမင်းလက်မှာစစ်ဆက်လက်စွပ်တောင်မရှိပဲနဲ့ဘဲကလင်းယောက်ျားနဲ့ဖုန်းပြောနေတာလေလို့ပြောချလိုက်ပါတယ်ဒါကိုကြားတော့မင်းကလေးဟာစွန့်သွားခဲ့ရပြီးသူမရဲ့အလိမ်ညာတွေမိသွားပြီဆိုတာကိုသဘောပေါက်သွားခဲ့တယ်ဒါပေမဲ့အချိန်ကိုက်ပဲသူမရဲ့တငယ်ချင်းကကားမောင်းသမားနဲ့အတူသူမကိုလာကြိုပါတယ် CEO ကတော့ကားထဲမှာတကယ်လင်းယောက်ျားရှိမရှိကိုသိချင်တာကြောင့်သူမကိုအလွယ်တကူပြေးမသွားပါဘူးမင်းကလေးကတော့သူ့ကိုလစ်လူရှုပြီးကားပေါ်တက်ထိုင်လိုက်ပေမဲ့ CEO ကလက်မလျှော့ပဲကားမောင်းသမားကိုမင်းကသူ့မနဲ့ဘာပတ်သက်တာလဲလို့လိုက်လံမေးမြန်းပါတော့တယ်ဒါကိုကြားတော့မင်းကလေးရဲ့တငယ်ချင်းကဒေါသထွက်သွားပြီး CEO ကိုကြက်ဥတွေနဲ့အတင်းပေါက်ပါတော့တယ်ဒါပေမဲ့ CEO ကတော့အသာလေးရှောင်တိန်နိုင်ခဲ့တယ်ဒါကိုမြင်တော့တငယ်ချင်းဖြစ်သူကမင်းကလေးကိုနင်းလဲပေါက်လေလို့တိုက်တွန်းတာကြောင့်မင်းကလေးကမျက်စိစုံမိတ်ပြီးကြက်ဥတစ်လုံးလှမ်းပေါက်လိုက်ရာ CEO ရဲ့နဖူးတက်တဲ့ကိုအချိန်ပြင်းပြင်းနဲ့ထိမှန်သွားပါတော့တယ်ဒါကိုမြင်တော့မင်းကလေးကလက်ဖြန့်သွားပြီးတငယ်ချင်းဖြစ်သူနဲ့တူကားမောင်းပြီးထွက်ပြေးသွားခဲ့ပါတော့တယ်